မင်္ဂလာပါရှင် theory ကတော့ဒီနေ့ theory တို့ကြောင်းမှာရှိတဲ့ free tuition service လေးအကြောင်းကို sharing လုပ်သွားမှာဖြစ်ပါတယ်ရှင်သူက theory တို့ကြောင်း library ရဲ့နောက်မှာရှိတယ်ပြီးတော့တနင်္လာနေပြီးတော့ကြာသပတေးကို 9am to 5pm ပေါ့နော်အမြဲတမ်းဆရာကြီးရှိပါတယ်ကိုကသွားပြီးတော့စာလုပ်လို့ရပါတယ်ရှင်ဘာသာရေးရလဲဆိုရင်တော်တော်များများအကုန်လုံးအင်္ဂလိပ်သင်ချာ computer science bio accounting chemistry တော်တော်များများဒီမှာရှိပါတယ်ပြီးတော့ကိုကအကြောင်းမှာသွားဖို့မအားဆိုရင်လည်း online ကနေလည်းတက်လို့ရပါတယ်online ဆိုရင်တော့တီရီတို့ဒီတောက်ကြနေတရက်ကိုအမြဲတမ်းရတယ်တနေ့ကုန်ရတယ်ပေါ့နော်တီရီတို့ကျောင်းရဲ့ Canvas ဆိုတဲ့ website ထဲကနေဝင်ပြီးတော့မှသွားပြီးတင်လို့ရတယ်ပေါ့နော် online ရဆိုရင်ကိုကစာသွားတင်ယူတဲ့ကျောင်းသားတွေကလုံးဝ free of charge ဖြစ်ပြီးတော့စာလာတင်ပြီးတဲ့ကျောင်းသားတွေကတော့သူတို့က part time job အနေနဲ့အဲ့ဒါကိုသူတို့ဝင်ငွေရပါတယ်ဒီမှာအစိမ်းရောင်အင်ဂျီလေးထပ်ဝစ်ထားတာကဒီလိုကျောင်းရဲ့ကျူတာတွေပါဒါစာတော်တဲ့ကျောင်းသားတွေကလာပြီးတော့ဒီမှာကျူတာ service ကိုပေးရပါတော့ကျူတာဝင်လို့မယ်ဆိုရင်ကျောင်းကစစ်တဲ့စာမွေးကိုတော့ဖြေရပါတယ်ဒီ theory ရဲ့ tuition center လေးမှာဆိုရင်သူကစာသွားလုပ်မယ်ဆိုရင် personalized support ရတယ်ပေါ့နော်နံပါတ်1ကပြီးရင်တော့နံပါတ်2ကတော့ဒီ nutrient environment လေးတစ်ခုရတယ်နောက်ဆုံးချက်ကတော့ဒီ assignment တွေကိုနားမလည်ရင်သွားပြီးတော့မေးလို့ရဖြစ်တဲ့အတွက် grade တွေပိုကောင်းလာမယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင် theory ကိုနောက် video မှာပြန်တွေ့ကြမယ်နော်